ဆက်ကုမှုပဲလက်ကကျင်တဲ့ဘတ်ဂျက်နဲ့သုံးကျင်တဲ့ဆိုလို့ရှိရင်တော့ဒါမျိုးလေးတွေတော့တန်တယ်အားလုံးပဲမင်္ဂလာပါဝေမန်လီမန်နေကြိုးပါတယ်ပါကင်နေအပြိုင်ဆိုင်ဖောက်နေတဲ့အချိန်မှာကျွန်တော်တို့ဒီဈေးတန်းနဲ့ဒီဒီဇိုင်းကို official global ကလိုချင်တယ်ဆိုတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်နောက်ဆုံးရောက်ထားတဲ့ပါကင်လေးတွေလာပြပေးတာဆိုတော့ဒီကောင်လေးတွေဆိုလို့ရှိရင်ကျွန်တော် Infinix ကနေနောက်ဆုံးထုတ်ထားတဲ့ Smart 20 နဲ့ Note ကျွန်တော်တို့ Note 60 series နဲ့အတူထွက်လာတဲ့ကောင်လုံးဝမိုက်တယ်ဆိုတော့ဒီဇိုင်းပိုင်းဆိုလို့ရှိရင်လည်းလုံးဝမိုက်တယ်ကျွန်တော်ဒီကောင်လေးတွေကိုပြပေးမယ်ဆက်ကုမှုပဲလက်ကကျင်တဲ့ဘတ်ဂျက်နဲ့သုံးကျင်တယ်ဆိုလို့ရှိရင်တော့ဒါမျိုးလေးတွေတော့တန်တယ်ဆိုတော့ဒီဇိုင်းပိုင်းကတော့လုံးဝမိုက်တယ်မိတ်ဆွေတို့ကပေါ်ဝါကန်ကျင်တယ်ဈေးရနေတဲ့ဘတ်ဂျက်သုံးကျင်တယ်ပါကင်ဖောက်ကျင်တယ် official global လိုချင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးရွေးချယ်ဖို့ကျွန်တော်အကြံပြုချင်တယ်ဒီကောင်လေးကကျွန်တော်ရောင်းချပေးမဲ့ဈေးလေးက4သိန်းခွဲဝန်းကျင်ပဲရှိတယ်4သိန်း59,900ဆိုတော့4သိန်းခွဲဝန်းကျင်မှာကျွန်တော်ဒီကောင်လေးကိုပါကင်ဖောက်လို့ရတယ်ဆိုတော့ဈေးလေးတွေကတော့ကျွန်တော်အချိန်နဲ့မျှပြောင်းလဲလေးရှိနိုင်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်တစ်လုံးဖောက်ပြမယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကကျတော့ Infinix ရဲ့ Note ဒီကောင်လည်းအတူတူပဲကျွန်တော်တို့အခုဒီလမှာလောလောလတ်ထွက်လာတဲ့ကောင်နောက်ဆုံးထွက်လာတဲ့ကောင်ဒီဇိုင်းပိုင်းကတော့လုံးဝမိုက်တယ်ကျွန်တော်ကင်မရာဒီဇိုင်းကတော့ကျွန်တော်တို့လုံးဝအပေးဆန်တယ်ကောင်လေးကတော့လုံးဝမဟုတ်မိုက်တယ်ပါလေးပဲဒီကောင်လည်းလုံးဝအထူကြီးဟုတ်နေကျွန်တော်နောက်ပိုင်းဖုန်းတွေကကျွန်တော်တို့လုံးဝဒီထူတဲ့ဘက်ကိုလေးတဲ့ဘက်ကိုအသားမပေးတော့ဘဲနဲ့ကျွန်တော်ပို့ကိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ထဲမှာလုံးဝမဟုတ်လုံးလုံးလေးကိုင်လို့ကောင်းတဲ့အနေအထားတွေလုပ်ပေးလာတယ်ဒီကောင်ဆိုလို့ရှိရင်လည်းသူ့ရဲ့နာမည်နဲ့လိုက်အောင် Note ဆိုတဲ့အတိုင်းပဲလုံးဝကျွန်တော်ဒီအစွန်းလေးတွေကစကျွန်တော်လုံးပေးထားတယ်ကလုံးဝမိုက်တယ်ပါလေးပဲမှန်ကုန်းဆိုရင်လည်းကျွန်တော်တို့ကအရန်ကြီးထူကြီးနဲ့ဇွတ်ခုံးပေးထားမျိုးမဟုတ်ကျွန်တော်ပြေလေးခုံးပေးတာဖြစ်တယ်ကိုင်ရတဲ့ hand fin တွေကတော့လုံးဝမိုက်တယ်17သိန်းဝန်းကျင်မှာပဲကျွန်တော်တို့ပါကင်ဖောက်အောင်မယ် official global ပဲရမယ်မျိုးလေးတွေစိတ်ဝင်စားလို့ဝယ်ယူချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘွေမန်လေးရဲ့ဆိုင်ခွဲတွေဖြစ်တဲ့မလို့ဟိတ်154လမ်းမှာလာရဝယ်လို့ရလို့ဘွေစက်မှုဖြစ်တဲ့62လမ်း132ကြာမှလည်းတွားရဝယ်လို့ရပါတယ်နေရာမှာတဲ့ customer တွေအတွက်လည်းကျွန်တော်တို့မြန်မာနိုင်ငံလုံးအိမ်ရောက်ပို့ပေးနေတာဖြစ်တဲ့အတွက်စိတ်ချလက်ချဝယ်ယူအပ်ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် quality စစ်မှန်အာမခံနဲ့ဘိုးအိမ်